TikTok ကမနေတော့ဝင်းနှခေါ်ရမှာဘလို့ TikTok ကရရတော့ ဒီမှာတော့ရှိနေတယ်လေဘယ်လိုမှန်းနေလဲဒီနောက်တယ်လေ ဒီမလေးလို့ရှိကြဟုတ်တယ်ဒီညီမလေးကနောက်ရက်ကနေထိုင်တော့ဆက်ကြည့်သွားတယ်တော့သူဒီသူလှုပ်ရှင်တဲ့လှုပ်လေးတစ်ခုကိုသူကပြီးလုပ်တော့မှာအဲ့ဒါနော်ဝင်းနှခေါ်ရအောင် ဒီလိုလုပ်နေတယ် ဒီတော့မပြောဘူးလေဝင်းနှခေါ်မဲလို့ဟဲ့ဝင်းနှခေါ်မဲ ဘုံနေကြတော့မဟုတ်လေတကယ်လည်းပဲတော့လည်းတွေ့လို့ရတယ်။ဒီလိုစားဒီလိုတယောက် 我老爷妈妈来了，我这样嘛，我表情光我表好的光我好，哪里来的？ အာကျွန်တော်နဲ့ဒီလို TikTok ဒီလိုဆော့ပြီးတော့ဒီလိုလောက်ကန်လို့ရအောင်ဒီနေ့မှလေး2ယောက်လို့ရှိရနော်။လာစားတော့3သိန်းနဲ့တခြား target ဘုန်းနဲ့တွေပါတယ်။ဒီလို TikTok ဒီလိုဆော့ပြီးဒီလိုလောက်ကန်လို့ရအောင်အမြဲပဲရှောက်ထားလိုက်ကြနော်။ တူတူမို့ဒီစားမယ်ပေါ့နော်တူတူပဲပဲပါအလုံးလုံးမယ်အဲ့လိုမျိုးစိတ်ဝင်စားတယ်ဆိုရင်တော့အလုံးမြင်မြန်လာရှောက်လိုက်အတွေ့အကြုံကတော့လုံးဝမလို့လာရှောက်လို့ရရနော် မင်းလေးရခေါ် မန်လေးရခေါ်တာနော် အလုပ်ချိန်ပေးရကရော အလုံးချေပေးရကမနက်ကိုညနေ9နဲ့ Sunday နဲ့ public holiday ပိတ်တယ် ဟိုးမြန်ခတ်ပါ ရှောက်လဲပါတူတူပျော်ပျော်ပါလူငယ်ဘဝကိုဖြတ်တန်းပြီးတော့အလုပ်ကိုပျော်ပျော်ရွှင်ရွှင်လုပ်ချင်တယ်ဆိုရင်တော့ George Town ကိုအများဆုံးလမ်းခဲ့လိုက်ပါဗျာ ခုပဲလာတော့ဆက်သွယ်လိုက်ကြနော်။